နော်အဲ့ဒါဆိုရင်နောက်တစ်ခါကျတော့ထန်ထိဆိုတာတော့ကျွန်တော်တို့မြန်မာလို့ဆိုတော့လျက်နဲ့လို့အဓိပ္ပာယ်ရတဲ့စကားပါနော်လျက်နဲ့ဆိုတာဘာတော့ဆိုဥမာဒီကောင်မလုတ်ချင်မှန်းတီးလျက်နဲ့လာလုတ်ခိုင်းတာတို့မစားချင်မှန်းတီးလျက်နဲ့လာစားခိုင်းတာတို့ငါမဟုတ်မှန်းတီးရတဲ့နဲ့ငါ့ကိုလာပြီးအပြစ်တွေတင်နေတယ်တို့ဘာတို့အဲ့လိုမျိုးနော်ငါတို့ဒါမဟုတ်မှန်းတီးပါလဲနဲ့ငါ့ကိုလာပြီးလွှဲချတယ်တို့ဘာတို့ပေါ့အဲ့လိုနေရာမှာသုံးတဲ့စကားပေါ့လျက်နဲ့လို့အဓိပ္ပာယ်ရတာပေါ့နော်အတန်ထွက်ကကြတော့ယူရီးယားလို့အတန်ထွက်ကကြတော့ထန်ထိလို့ဖြစ်ပါတယ်ထန်ထိဆိုလို့ရှိရင်တော့လျက်နဲ့ပေါ့ဗျာကျွန်တော်သူ့နောက်မှာဘာနဲ့တွဲလဲဆိုရင်လူဆိုတဲ့စကားနဲ့တွဲတယ်လူဝဆိုတဲ့ပုံစံပေါ့ထန်ထိလူဝဆိုတာကတော့တိတာပေါ့ဗျာထန်ထိလူဝဆိုတာတိတာပေါ့ထန်ထိလူဝဆိုရင်တော့တိလျက်နဲ့ဖြစ်သွားတာပေါ့ဒီမှာကျတော့မိုက်ယာကင်ကောဆိုတော့ဒီမှာမိုက်ယာကင်ကမစားချင်တာကော့ကလဲပဲလူဝတိတာဆိုတော့မစားချင်တာတိလဲပဲဆိုတဲ့ပုံစံမျိုးဖြစ်သွားတာပေါ့နော်မစားချင်တာတိလဲဒီညမှာဒါလိုလေးဖြစ်တယ်နောက်ကကျတော့ထန်ထိကကျတော့လျက်နဲ့ဆိုတော့မစားချင်တာလဲပဲတိလျက်နဲ့ပေါ့အဲ့လိုပုံစံဖြစ်သွားတာပေါ့မစားချင်တာလဲပဲတိလျက်နဲ့ပေါ့အဲ့လိုပုံစံဖြစ်သွားတယ်နော်ဒီမှာထန်ထိကလျက်နဲ့နော်တကယ်လို့ထန်ထိနဲ့လူဝါကိုကတ်ရေးပြီးရင်တော့ပိုးလွယ်တယ်တို့တော့ကျွန်တော်ကထန်ထိကိုတက်ရေးပြီးတော့ဒီလူဆိုတာတိတာဆိုတော့သူက verb စကားလုံးဖြစ်နေတာဟုတ်အဲကြောင့်ကျွန်တော် verb နဲ့ကတ်ပြီးရေးပေးထားတာဆိုပြန်ကတ်ပေးထားလိုက်မယ်နော်လူဝမရကင်ကောဆိုတာနော်မရကင်ကောကမစားချင်တာလည်းပဲတိတာပေါ့ဒီကောင်ကလျက်နဲ့ဆိုတော့မစားချင်တာလည်းပဲတိလျက်နဲ့ဖြစ်သွားတာပေါ့နော်ဒီဟာလျက်နဲ့အဲဆိုရင်ထန်ထိလူဝမရကင်ကောနောက်ခုပေါင်းပြန်မယ်ကျွန်တော်မစားချင်တာတိလျက်နဲ့မာဟိုက်ကင်တဲ့မာဆိုတာလာတာပေါ့ဟိုက်ဆိုတာပေးတာပေါ့ကင်ကစားတယ်မာဟိုက်ကင်ဆိုလို့ရှိရင်ကျွန်တော်တို့ကမာကတော့လာတယ်ဟိုက်ကင်ကိုကျွန်တော်ကပေးစားတယ်လို့ပြောတာပေါ့တကယ်တော့ hiking ဆိုလို့ရှိရင်ကျွန်တော်မြန်မာလိုဆိုတော့ပေးစားတယ်ဆိုလို့ရှိရင်တခါတလေကျတော့ဒီယူရီးယားစကားကိုအရန်ကျွမ်းတဲ့လူပေါ့ယူရီးယားစကားကိုငငယ်စားတိတဲ့ကလေးတွေပေါ့ယူရီးယားမှာမွေးတယ်ယူရီးယားမှာကြီးတဲ့လူတွေဆိုလို့ရှိရင်တော့တမီးကိုလာပေးစားနေတယ်တမီးကိုလာပေးလောက်ခိုင်းသူတခါလေဆိုလို့ရှိရင်ကျွန်တော်မြန်မာဆိုရင်ပြောတယ်လေသူ့ကိုပေးလောက်ခိုင်းလိုက်ပါကွာသူ့ကိုပေးလောက်ခိုင်းလိုက်ပါပေါ့အဲ့လိုမျိုးဟိုတခါလေဆိုရင်လာပြီးပြောတယ်လေကျွန်တော်တို့ဆိုရင်မြန်မာလိုဓာတ်ရိုက်ပြောမယ်ဆိုတော့သူ့ကိုလောက်ခိုင်းလိုက်ပါကွာပေါ့အဲ့လိုပြောတယ်ဒါပေမဲ့မြန်မာစကားမှာတခါလေကြားရတယ်မလားအဲ့လိုမျိုးဒီမြန်မာပြည်မှာဒီမြန်မာစကားကိုလုံးဝငငယ်စားကျွမ်းတဲ့လူမျိုးမဟုတ်ဘဲနဲ့လေအများတော့ဖြစ်တိုင်းရင်းသားလူမျိုးတွေပေါ့ဘာလို့အဲ့လိုမျိုးဆိုလို့ရှိရင်တို့ကဒီသူတို့မှာဆိုလို့ရှိရင်အဲ့လိုသုံးတာပေါ့ပေးစားတယ်လို့ဘာလို့ကျွန်တော်တို့ကျတော့စားခိုင်းတယ်လို့ပြောတာပေါ့အဲ့လိုမျိုးဆိုလဲဒီမှာလဲအဲ့လိုပဲ high ဆိုတာဒီမှာပေးကင်ရစားတာဆိုပေးစားတာတကယ်ဆိုကျွန်တော်မြန်မာလိုပြန်မယ်ဆိုတော့စားခိုင်းတယ်လို့ပြောချင်တာလာစားခိုင်းနေတယ်ပေါ့ဗျာမစားချင်တာတိလက်နဲ့လာစားခိုင်းနေတယ်ပေါ့အဲ့လိုမျိုးပုံစံမျိုးဖြစ်သွားပါတယ်နော်မစားချင်တာတိလက်နဲ့လာစားခိုင်းနေတယ်ဒီကောင်နည်းနည်းမတန်းလို့ကျွန်တော်နည်းနည်းရွှေ့လိုက်မယ်ဒီမှာဆိုရင်တော့ထန်ထိကတော့လျက်နဲ့ပေါ့လူဝမရကင်ကောဆိုတော့မစားချင်တာလည်းဒီလက်နဲ့ပေါင်းမယ်ဆိုတော့မစားချင်တာလည်းပဲတိလျက်နဲ့မာဟိုက်ကင်လာစားခိုင်းနေတယ်ပေါ့ဒီမှာထန်ထိဆိုတဲ့စကားပါเนาะထန်ထိဆိုတာတင်ကျင်တာဒီကောင်ပါเนาะလျက်နဲ့ဆိုတဲ့စကားပါထန်ထိအဲ့ဒါကိုအမြဲတမ်းများတော့ဖြစ်ကတော့လူဝနဲ့ပေါင်းအောင်ပြောတာမှများတယ်ထန်ထိလူဝတိလျက်နဲ့နောက်မှာကျတော့ဘာဖြစ်ချင်တာတိလျက်နဲ့ငါ့ကိုမဖြစ်ခိုင်းဘူးလို့ဘာလို့ပေါ့အဲ့လိုပုံစံပေါ့ဗျာငါဘာလုပ်ချင်တာတိပဲတဲ့နဲ့ငါ့ကိုအဲ့ဒါကိုလုပ်ခွင့်မပေးဘူးပေါ့အဲ့လိုပုံစံမျိုးပေါ့အဲ့လိုနေရာမှာသုံးတဲ့စကားပါเนาะထန်ထိလူဝမရကင်ကောမှာဟိုက်ခင်မစားချင်တာတိလျက်နဲ့ပဲလေတဲ့လာစားခိုင်းနေတယ်တဲ့အဲ့လိုမျိုးအဓိပ္ပာယ်ရပါတယ်เนาะဒါဆိုရင်တော့ဒါကိုရမယ်ထင်ပါတယ်เนาะထန်ထိလို့အဓိပ္ပာယ်ရပါတယ်ဒါပေမဲ့ဆရာတို့ကတော့စတင်တဲ့လူတွေဆိုလို့ရှိရင်တော့ဒါတွေကနည်းနည်းတိတ်မလိုတဲ့စကားလုံးတွေဖြစ်ပါတယ်ဒီကျွန်တော်သင်ပေးတဲ့ချိန်မှာအရှိပိုင်းမှာရေးပေးထားတဲ့စကားလုံးပေါ့ဥပမာဒီစကားဆက်ဆိုလို့ရှိရင်ထန်ထိဆိုရင်ကျွန်တော်ဘယ်နှလုံးထိရောက်သွားပြီးတော့ကျွန်တော်သင်ပေးတဲ့အထဲမှာဆိုလို့ရှိရင်တော့ကြည့်လိုက်မယ်เนาะကျွန်တော်လည်းမမေ့ဘူးကျွန်တော်တင်15 16လောက်ရောက်နေတဲ့သူတွေစကားဆက်နဲ့ဆိုရင်ဒီမှာထန်ထိလျက်နဲ့ဆိုတဲ့စကားကို16လုံးရှိသွားပြီအဲ့လိုချိန်မှာဆိုရင်နောက်ပိုင်းဟာတွေကိုကျွန်တော်တို့ကရှုပ်တယ်လို့ထင်ရင်မကြက်နဲ့အောင်ပေါ့ထို့တော့ကိုကရှေ့ပိုင်းနေပိုင်လာပြီဆိုတော့နောက်ပိုင်းကိုလည်းကြက်ရမယ်ဒီမှာဆိုရင်မှာဖရောဝါเนาะဘာလို့လဲဆိုတော့ဆိုတဲ့စကားလုံးပေါ့ဘာလို့လဲဆိုတော့ဆိုရင်ဖရောဝါနောက်တစ်ခုကဒါပင်မဲဆိုရင်တဲဝါဒါတွေကတော့သုံးရမှာပဲလေကျွန်တော်ဈေးသွားခြင်းနဲ့ဘာလို့လဲဆိုတော့ကွတ်တီကိုဝယ်ခြင်းလို့ဒါမှမဟုတ်လည်းကျွန်တော်ဈေးသွားခြင်းနဲ့ဘာလို့လဲဘောင်းမီဝယ်ခြင်းလို့အင်ကြီးဝယ်ခြင်းလို့နောက်တစ်ခုကဒါပင်မဲဆိုတဲ့စကားကျွန်တော်ဈေးသွားခြင်းနဲ့တဲဝါဒါပင်မဲကားမရှိဘူးအဲ့လိုမျိုးကျွန်တော်ကွတ်တီစားခြင်းနဲ့ဒါမဲ့ပတ်စံမရှိဘူးကျွန်တော်မနှပြန်
ရှောက်လေသွားခြင်းနဲ့ဒါမဲ့အချိန်မရှိဘူးအလုံးလောက်မှာပါဗျာအဲ့လိုပုံစံနောက်တစ်ခုကဒီမှာလျှောက်ကောပြီးတော့ဒါတွေကတော့ကျွမ်းကိုကျွမ်းရမယ်နော်ကျွမ်းတဲ့အခါမှာလည်းကျွန်တော်ပြောသလိုပဲပထမစကားလုံးဘာလို့လဲဆိုတော့ဆိုပြီးတော့တစ်ကြောင်ပြောကြည့်မယ်ပြီးရင်ဒုတိယတစ်ခေါက်တဲ့ဝါဆိုပြီးတော့သုံးကြည့်မယ်နောက်တစ်ခါလျှောက်ကောဆိုပြီးသုံးကြည့်မယ်ပြီးတော့ဆိုပြီးတော့ပြီးရင်ထတကယ်လို့ဆိုတဲ့ကောင်လေးသုံးကြည့်မယ်မေ့သွားရင်အစပြန်လာမယ်အဲ့လိုပြောရင်းနဲ့အစစကားလုံးတွေအရန်ကျွမ်းသွားလိမ့်မယ်နောက်မှစကားလုံးအတစ်ကြက်တိုင်းရှေ့ရလဲကျွမ်းသွားတာပေါ့သူ့ပြန်ပြောခိုင်းတာဆိုတော့ဒါမဲ့အဓိကရှေ့ကိုကျွမ်းအောင်လုပ်ပေးတယ်ဆိုတာရှေ့ရစကားလုံးကတကယ်အသုံးများတဲ့စကားလုံးမလို့နောက်ကစကားလုံးကျင့်ရင်လည်းရှေ့ရစကားလုံးမှာရသွားတာပေါ့အစင်လိုက်ပြောတော့လေအစင်လိုက်ကျင့်ခြင်းကနေပြီးတော့ဘာအကျိုးကျေးဇူးရအောင်ဆိုလို့ရှိရင်ကျွန်တော်တို့ကအရှေ့လဲရမယ်နောက်လဲရမယ်အရှေ့ကပို့ကျွမ်းမယ်နောက်ကနည်းနည်းရမယ်မဟုတ်လို့ရှိရင်ကျွန်တော်တို့ကအရှေ့ဟာပြစ်ထားနောက်ပဲကျက်ဆိုလို့ရှိရင်ကျွန်တော်တို့ကနောက်ရတယ်ရှေ့မိမယ်ရှေ့ပြန်ကျက်တယ်နောက်မိမယ်ဒါနဲ့တန်တရားလဲနေမှာအဲ့တော့ကျွန်တော်တို့ကတလုံးမဲ့ရရှေ့ဟာကိုမေ့ပြလို့မရဘူးလောဘတွေကြီးပြီးနောက်တွေကြီးကြက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရှေ့ဟာမေ့သွားတော့ဘာထူးမှလဲအဲ့လိုမျိုးစားဆိုရင်အရှေ့ထပ်မကြက်ပဲနဲ့ sorry နောက်ထပ်အစ်စ်ကိုတက်မကြက်ပဲနဲ့ရှေ့ဟာကိုပဲစိုးနေတော့မှာပေါ့ဒါဆိုရင်ကိုကရပြီးသားဆိုတော့လွယ်တယ်တက်လေတက်တာတယ်လေဗျာနောက်ပြီးဘာသာစကားတစ်ခုဆိုတာအဲ့လိုရိုက်တွင်းရတာပဲအဲ့လိုရိုက်တွင်းရင်းနဲ့မှာကျွန်တော်တို့ကမမေ့နိုင်တော့တဲ့အထိကျွန်တော်တို့အုံနောက်ထဲကိုရောက်တော့မှဒီစကလုံးကကျွန်တော်တို့အတွက်ရသွားတာအခင်ကြရင်တော့မပြောဖြစ်လဲကျွန်တော်တို့မမေ့တော့ဘူးလေဒါပေမဲ့အဲ့လိုရဖို့ဆိုတာဒါအားကျက်တာပေါ့ကျွန်တော်တို့သူ့ငယ်တန်းအနေပေါ့ဗျာကာကြီးဆိုတာစိုးခိုင်းတာကျွန်တော်တို့တကယ်တမ်းတွက်မယ်ဆိုအကျိန်3သိန်းလောက်ရှိတယ်ကာကြီးဆိုတဲ့စကားလုံးတစ်လုံးကိုလူတယောက်ကစိုးခဲ့တာလीငယ်တုန်းကစိုးခဲ့တာဆိုတော့ကျွန်တော်ကြီးတဲ့အချိန်ကျတော့ကာကြီးကိုမြင်တာနဲ့ဟောဒီမှာဖတ်ဆိုပြရတာနဲ့စိတ်ထဲမှာကာကြီးလို့မဖတ်တော့ဘူးကာဆိုတဲ့ဖတ်သွားတဲ့အတန်မျိုးဖြစ်သွားတာဒါဘာလို့ဆိုတော့အဲ့လိုမျိုးရိုက်တွန်းလိုက်တာနော်အဲ့ဆိုလို့ရှင်တော့ပြီးတော့နည်းနည်းရှည်သွားလိမ့်မယ်နော်ကျွန်တော်ဒီနေ့သင်တာဆိုတော့ဒီမှာ16လုံးထိရှိလာတာပေါ့နော်ဒီမှာဆိုလျှက်နဲ့ဆိုတဲ့စကားတွေကရှိသွားတာပေါ့နော်